မျောလင်းခြင်းကြောင့်ထံတော်ကတဲ့ရောက်နေကိုလိုနေတဲ့ကျွန်တော်ဝိညာဉ်ကျင်းမြောင်ရာထဲကျွန်တော်ခေါ်လိုက်တဲ့ချိန်မှာကျေဝန်းတော်ရတော့ပြောင်းရွှေ့ပေးသူတာယာတော့ကျွန်တော်နဲ့နမိတ်အစဉ်တည်မြဲတဲ့ကောင်းသောအမွေခံရပြီကဲတင်ချင်းကြောင့်ထံတော်ကတဲ့ရောက်ငြိမ်ဝလို့နေတဲ့ကျွန်တော်ဝိညာဉ်နေရစင်တိုင်းအံပွေတော့လက်တော်ကြောင့်ခတ်သိမ်းသောအမှုမလုံးမြောင်လို့နေကိုရောနိုကပတ်တော်ကိုယုံကြည်ထားတဲ့ကျွန်တော်ရဲ့အသက်တာထဲမှာရန်သူတွေဝိုင်းလုံးထွက်ပေါ်မရှိပေမဲ့ခိုလုံးစရာကျွန်တော်ရဲ့ဖယားကရှိနေတော့ချိန်တွေတိုင်းကပြောင်းလဲပေးရတဲ့ကျွန်တော်တို့ဆိုရင်ဘာဆိုဘာတစ်ခုမှလုံးရှားခြင်းမရှိဘူးဝင်ကပါဒီလောကလမ်းများရဲ့အလယ်မှာမတိမ်ဆောင်စေဘူးလေကျွန်တော်တို့ဆိုရင်တမပေးနေတယ်ရှိပေမဲ့ခိုလုံးစရာကျွန်တော်ရဲ့ဘုရားကရှိနေတော့အချိန်တွေတိုင်းကပြောင်းလဲပေးရတဲ့ကျွန်တော်တို့ဆိုရင်ဘာဆိုဘာတစ်ခုမှလောက်ရှားခြင်းမရှိဘူးဝင်ကပါဒီလောကလမ်းများရဲ့အလယ်မှာမတိမ်ဆောင်စေဘူးလေဆိုရင်တမပေးနေတယ်မတိုင်းဆောင်စေဘူးလေကျွန်တော်တို့ဆိုရင်တမပေးနေတယ်ကျမ်းစာသူရောက်စီတိုင်းဖျားရှင်တာ၍ကောင်းချီးပေးတော်မူပါစေအာမင်